မိတ်ဆွေမိသားစုတယောက်ကလိုက်ပို့တဲ့ခံစားချက်မျိုးပေးတဲ့အတွက်ကြောင့်မို့အဲ့အတွက်ကိုကျေးဇူးတင်ပါတယ်အရန်လည်းပျော်ပါတယ်မိသားစုတွေနဲ့သွားသလိုပဲနောက်နေ့တွေလည်းကျွန်တော်မိသားစုတွေခေါ်ပြီးထလာခြင်းသေးတယ်ဟုတ်ကဲ့မင်္ဂလာပါအခုကျွန်တော်တို့ဒီကမ္ဘာမြန်မာနေပေါ့နော်ထူးခြားခြားအဲ့လေတော့ပါလာပါတယ်အဲ့ဒါကျွန်တော်ကမ္ဘာမြန်မာလွန်ခဲ့တဲ့9နှစ်ကနော်10နှစ်ကပေါ့10နှစ်ကပေါ့ဟုတ်10နှစ်ကကျွန်တော်လည်းအတူတူဗုဒ္ဓဂယာဖျားဖူးစဉ်လိုက်လာတဲ့အန်ဒီပါအခုထူးခြားခြားပေါ့နော်ကျွန်တော်တို့ဗုဒ္ဓဂယာကိုကျွန်တော်ကမ္ဘာမြန်မာနဲ့လွန်ခဲ့တဲ့17နှစ်ကသွားခဲ့ပြီးဒီအမေနဲ့ဒီအမကိုခုချိန်မှာလည်းဗုဒ္ဓဂယာဖျားဖူးခီးစဉ်မှာပြန်လဲကျွန်တော်တို့ပြန်လဲဆုံတွေ့ပါတယ်နော်မရေမင်္ဂလာပါခင်ဗျမင်္ဂလာပါရှင်အမနာမည်လေးနဲ့ဟိုနေတဲ့မျိုးလိပ်စာလေးပြောပြပါအောင်ခင်ဗျကျွန်မတန်တာရေးပါရှင်ကျွန်မUK ကနေလာတာပါအမေကိုကြတော့မြန်မာပြည်ကနေဓာတ်ရိုက်တိုးနဲ့လာပြီးတော့ဒီမှာတူတူဖျားသွားဖူးတာပါရှင်အဒီရဲ့နာမည်လေးနဲ့နေတဲ့မျိုးလေးကိုကျွန်တော်မိတ်ဆက်ပေးပါအောင်ခင်ဗျာထွန်ညွန့်ကြီးဟုတ်ကဲ့အလုံးမျိုးနဲ့အိမ်နံပါတ်80ကပါဟုတ်ကဲ့ပါခင်ဗျာဘောမိတ်ဆက်ပေးပါခင်ဗျာဟုတ်ကဲ့ကျွန်မတော်မိခင်ပါရှင်ဟုတ်ကဲ့ရန်ကုန်ဟုတ်ကဲ့ပစံမြို့နယ်ဟုတ်ကဲ့ပါခင်ဗျာဌာနမကြီးပေါ်မှာဟုတ်ကဲ့ဟုတ်ကဲ့မတရားထွန်းမှာဟုတ်ကဲ့ပါခင်ဗျာစင်ကာပူကနေလာ join တာပေါ့နော်ဟုတ်ကဲ့ဟုတ်မှာအေးထွန်းပါစင်ကာပူကလာ join တာပါဟုတ်ကဲ့ပါခင်ဗျာအခုဆိုရင်ပေါ့နော်ဗုဒ္ဓဂယာဖျားဖို့ခီးစင်မှာပေါ့နော်အခုဆိုလဲအမေကမြန်မာပြည်ကနေပြီးတော့လာတယ်အမတို့ကစင်ကာပူကနေလာတယ်ပေါ့နော်အတူတူကိုမိဘတွေပူအတူတူဖျားဖူးခဲ့တာပေါ့နော်တူဖူးခဲ့တာဘလို့စိတ်ခံစားချက်ရှိတယ်တပည့်ရနဲ့ဖျားဖူးရတယ်အရင်တော့ကလည်းသမီးကပြောတယ်ကမ္ဘာပြောင်းမှာကိုလက်စင်ကာပူမှာကြွညာတဲ့အမေလက်အဖေနဲ့အမေသွားပါဆိုတော့ပထမဆုံးချိန်လာတဲ့အတွက်အဖေကိုတတိယတော့ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ဟုတ်အဖွားဘာပြောချင်လဲမသိခင်ဗျကဘာမြန်မာကောက်ပါလေဟုတ်ကဲ့အစားစားရအားလုံးကဲလို့တယ်ပေါ့နော်လူကြီးတဲ့အရင်ပြုတ်သေးဟုတ်ကဲ့ပါခင်ဗျာဟုတ်ကျေးဇူးတင်ပါဟုတ်မတော်အမေနဲ့အတူတူဖျားဖို့ကဘယ်လိုများစိတ်ခံကြလေးရှိတယ်မသိအဖေကတော့လုံခဲ့တဲ့ဆက်နှစ်ကဖေနဲ့မင်းနဲ့ဟုတ်ကဲ့ဟုတ်နော်အခုတော့ဖေမချွင်းနိုင်ဘူးပေါ့ဟုတ်ကဲ့ဟုတ်စောတော့ရအဆင်ပြေပါလုံခဲ့တဲ့ဆက်နှစ်ကလေးကမီတော့ recommend ပေးတယ်ဟောကနေပဲသွားမယ်နောက်ပြန်သွားဟဲ့ပေါ့ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ဟုတ်စားရအဆင်ပြေတဲ့အတွက်ကျေးဇူးအများကြီးဟုတ်ကဲ့ပါခင်ဗျာဟုတ်အမဟောပါပြောချင်တယ်မသိဟုတ်အများကြီးအဆင်ပြေပါတယ်အဆောက်အရာလေဟုတ်ကဲ့ဟုတ်ဖြစ်ပေါ်လာတဲ့လွယ်ဟိုတင်းပေါ့ပြဿနာတွေကိုလည်းအဆောက်အရာချက်ချင်းစီစဉ်ပေးတဲ့ဟာတွေကအရန်ကိုချီးကျူးဖို့ကောင်းတယ်ဟုတ်ကဲ့အရန်လည်းပျော်ပါတယ်မိသားစုတွေနဲ့သွားသလိုပဲနောက်နေ့တွေလည်းကျွန်တော်မိသားစုတွေခေါ်ပြီးထလာခြင်းသေးတယ်ဟုတ်ကဲ့ပါခင်ဗျာကမ္ဘာမြန်မာနဲ့ပဲထလာခြင်းတယ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်အမတို့လုံခဲ့17နှစ်ကဖျားဖူးခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ခံစားချက်တွေကျွန်တော်ပြောပြပေးပါအောင်ခင်ဗျာဟုတ်ကဲ့လွန်ခဲ့တဲ့17နှစ်ကနဲ့အခုနဲ့ရှင်လို့ရှိရင်တော့လေကွာသွားတာပါလဲဆိုတော့ဖူးမြော်စရာနေရာတွေလေးလာစရာနေရာတွေအများကြီးဖြစ်သွားတယ်ပေါ့နော်အဲ့တော့အချိန်လေးအဖြစ်တစ်ခါလေးကြာရင်တော့တိုက်ဖြစ်တာတော့ရှိတယ်ဟုတ်ကဲ့နောက်ပြီးတော့border ဖြတ်တဲ့ဟာတွေမှာအရင်တော့လည်းမတူတော့ဘူးအရန်ကြာတဲ့ process တွေဖြစ်လာအဲ့တော့ကွာသွားတယ်ဒါပေမဲ့မပြောင်းလဲတာပါလဲဆိုတော့ကျမတို့လွန်ခဲ့တဲ့17နှစ်ကမိသားစုတိုးနဲ့ပေါ့နော်လူ8ယောက်မိသားစုတိုးနဲ့ private တိုးလို့သွားခဲ့တာအခုတစ်ခေါက်ကျတော့အယောက်90ပါတဲ့ group ကြီးအကြီးကြီးမှာကားကြီး2စီးနဲ့သွားခဲ့တာပေါ့နော်အဲ့ဒီနှစ်ခုမတူတဲ့ private tour နဲ့ဒီအယောက်90သွားတဲ့ tour မှာတူတာတစ်ခုကပါလဲဆိုတော့ကျမတို့ကဒီအယောက်90 group မှာလဲအရင်တုန်းကprivate service လို့ပြောပဲထူးထူးပဲရတယ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့အဲ့တော့ဘလို့သွားဒီရတဲ့ service ကအတူတူပဲဆိုတာတော့ကျမကျေးဇူးတင်တယ်ဟုတ်ကဲ့ပါဗျဟုတ်အများကြီးကျေးဇူးတင်ပါတယ်အခုရောပေါ့တော့အခုဆိုရင်အမက UK ကနေပြီးတော့ဗုဒ္ဓဂယာကိုလာတယ်အမရဲ့အမေကမြန်မာပြည်ကနေဗုဒ္ဓဂယာလာပြီးတော့ဟာပေါ့နော်အဖေနဲ့သမီးနဲ့အတူတူဖူးရတဲ့ခံစားချက်လေးရောဘယ်လိုမျိုးခံစားရလဲမသိခင်ဗျဒါမေမွေးနေကိုကျမပုံပြတော့ဟုတ်ကဲ့ဟုတ်85နှစ်ဟုတ်ကဲ့ရဟုတ်အဲ့တော့ဗီဇာစုနှစ်ခုပေါ့နော်နိုင်ငံခြားကနေပြီးတော့လာတယ်အမေကလည်းဒီမြန်မာပြည်ကလာတယ်ဆိုတော့အတူတူဖူးရတဲ့ခံစားချက်လေးရောဘယ်လိုခံစားရလဲမသိခင်ဗျအရန်ကြီးနူးတယ်
တူတူလောက်ရတဲ့အရာတွေမှာခရီးသွားတဲ့ဟာမှာဖျားဖူးရတဲ့ဟာကနောက်တန်တရားမှာအထောက်အပံ့ဖြစ်ဖို့လို့တူတူဆုံးမှုလို့ရည်စူးပြီးတော့ပို့ပြီးတော့မေနဲ့တူတူဖူးရတာအရန်ကျင်တယ်ဟုတ်ကဲ့ပါနောက်အမားလိုပဲပေါ့နော်ပြည်ပမှာနေတဲ့သားသမီးတွေနဲ့ဒီမှာမြန်မာပြည်မှာနေတဲ့မိဘတွေနဲ့ပေါ့နော်ဒီလိုမျိုးဖူးမဲ့ဆိုရင်ဘလို့များအကြံပြုချက်စကားတွေပြောချင်သေးလဲမသိဘူးဗျမတူတဲ့ခရီးနှစ်ခုကိုတခါတည်းတစ်ကြောင်းနဲ့စီစဉ်ရတာဆိုတော့အစကတော့အဆင်ပြေပါမလားပေါ့နော်ဟုတ်ကဲ့ကိုကဟိုဘက်ကလာမယ်ဒီဘက်ကလာတဲ့မြန်မာအုပ်စုနဲ့အတူတူအကုန်လုံးဖြစ်ပါမလားဆိုပြီးတော့ပူတာပေါ့ဒါပေမဲ့ဆက်သွယ်တဲ့ contact တွေမှာတခုခုမေးလိုက်တိုင်းမှာချက်ချင်းပြန်တယ်ကိုအစစရအရန်ကိုအဆင်ပြေအောင်လို့ဒီကမ္ဘာမြန်မာကတိုး leader တွေအကုန်လုံးရောအဖွဲ့သားတွေအကုန်လုံးကချက်ချင်းပဲ response ပေးတယ်အစစရမေးသမျှကိုလည်းအဆင်ပြေအောင်လုပ်ပေးတယ်အဲ့တော့အခက်ခဲတော့မရှိပါဘူးအစကတော့တော်တော်ခက်မယ်လို့ထင်တာပေါ့နော်ဥပမာကျမတို့ဒီမှာလေရင်လက်မှတ်အချိန်ကွာဟသွားတဲ့အခါမှာဖြစ်တဲ့နည်းနည်းလေးမတူညီတဲ့ trip လေးဖြစ်သွားတဲ့ဟာကိုကမ္ဘာမြန်မာဘယ်လိုဖြစ်ပြီးသလဲဆိုတော့ကျမတို့ကအရင်ရောက်တယ်ဒါပေမဲ့ကျမတို့အရင်ဆုံးဖူးမြော်စရာနေရာတွေကိုလိုက်ပို့လိုက်တယ် separate group နဲ့လာကြိုးတယ်အဲ့လိုမျိုးအဆင်ပြေအောင်လုပ်ပေးတယ်ကျမဆိုလို့ရှိရင်ဟိုဘက်ကပေါင်ငွေကိုယူလာတဲ့အခါမှာလဲလို့ဒီမှာအဆင်မပြေဘူးအဆင်မပြေတဲ့ဟာမှာလိုက်ပို့တဲ့ cash machine တွေကိုသူတို့ကျမတို့တယောက်တည်းတက်လိုက်ပို့ပေးတယ်ပြီးတော့ပတ်စံကိုယူထားပါနောက်မှအလွှဲပါဆိုတဲ့ဟာမျိုးအဲ့အထီကိုကူနေတယ်အဲ့တော့ဘက်ကလာလို့အဆင်ပြေပါမလားဆိုတော့ပူစရာတော့မရှိဘူးလို့ထင်တယ်ဟုတ်ကဲ့ခင်ဗျာကျေးဇူးတင်ပါတယ်အခုဆိုရင်ပေါ့နော်ကျွန်တော်တို့လွန်ခဲ့တဲ့17နှစ်ကကျွန်တော်တို့ကမ္ဘာမြန်မာလည်းပူပြီးသွားပြီဆိုတော့ဘယ်လိုမျိုးအကြောင်းပြချက်ကပေါ့နော်အခုနောက်17နှစ်ကြာတဲ့အခါဗုဒ္ဓဂယာဖွဲ့ရမှုလာမယ်လို့စိတ်ကူးရဲ့ခါကျကျွန်တော်ကမ္ဘာမြန်မာဘာအကြောင်းပြချက်ကြောင့်ထပ်မံရွေးချယ်ဖြစ်တာလဲမသိဘူးဗျာပထမတစ်ခုကပါလဲဆိုတော့ကမ္ဘာမြန်မာအဖွဲ့ကဆယ်စုနှစ်တခုမကဘူး15နှစ်တောင်ကျော်မှထင်တယ်နော်အဲ့ထက်လောက်ဒီဗုဒ္ဓဂါယာအတွက်ကိုတတ်သီးတဲ့ specialize လုပ်တဲ့ tool လည်းဖြစ်တယ်နောက်ပြီးတော့professional ဖြစ်တယ်လို့ခံစားရတယ်တခုခုကိုတိတိကျကျလုပ်တယ်ဖြစ်လာမဲ့ပြဿနာတွေကိုလည်းကြိုတင်တွေးထားတယ်အရေးပေါ်ဖြေရှင်းရဟာမှာပြင်းပြင်းစစံဖြေရှင်းပြီးတော့ trip ကိုပြန်ပြီး redirect လုပ်နိုင်တယ်အဓိကဘာလဲဆိုတော့ကျမသဘောကျတာဘာလဲဆိုတော့တိုး group တစ်ခုနဲ့သွားရတဲ့သဘောမျိုးမဟုတ်ဘဲနဲ့မိတ်ဆွေမိသားစုတယောက်ကလိုက်ပို့တဲ့ခံစားချက်မျိုးပေးတဲ့အတွက်ကြောင့်မို့အဲ့အတွက်ကိုကျေးဇူးတင်ပါတယ်ပျော်ရွှင်ရွှင်တဲ့မိသားစုကြီးတစ်ခုလုံးသွားရတယ်လို့မျိုးပဲအုပ်စုကြီးကကြီးပဲမဲ့လေအဲ့ဒါကကမ္ဘာမြန်မာအဖွဲ့ရဲ့တကယ်ကို special ဖြစ်တဲ့ဟာလို့ထင်တယ်နောက်ပြီးတော့ခရီးသွားတဲ့ high ဒီလိုမျိုး long journey စီသွားရတယ်ဆိုလို့ရှိရင်အစားအသောက်ကိုပူတာပေါ့နော်အဲ့အတွက်လည်းဒီမှာပူစရာမလိုဘူးမြန်မာအစုံလုံးကိုစားရတယ်သူတို့ဘက်ကလည်းစီစဉ်တာတွေအများကြီးရှိတယ်ကျမတို့အကြားမှာလည်းတစ်မျိုးပြီးတစ်မျိုးလှုပ်ကျွေးတယ်လိုအပ်တဲ့အကုန်လုံးကိုတဦးတယောက်ချင်းစီကိုလည်းဂရုစိုက်ပေးတယ်ဟုတ်ကဲ့အဲ့တော့အကြောင်းတစ်ခုခုကြောင့် delay ဖြစ်သွားတယ် border crossing ဖြစ်သွားတဲ့ဟာမှာအရင် immigration ကနောက်ကျသွားလို့ကျမတို့အချိန် trip ကြီးတစ်ခုလုံးပြောင်းရတဲ့ဟာမှာဘာလို့မှကိုယ်တော်မသိလိုက်ရပဲနဲ့ပြောင်းလိုက်တဲ့ဟာမျိုးသူတို့လုပ်နိုင်တယ်အဲ့တော့သူတို့မှာ contingency plan ဆိုတာအပြည့်ရှိပြီးသားအဲ့တော့ trip မှာအဆင်ပြေစရာအကြောင်းအရာတို့ဒီအခုဘက်ကတော့ဘာမှပူစရာမလိုဘူးလို့ထင်တယ်အဲ့ဒါကြောင့်မို့လို့ရွေးတာလည်းပါပါတယ်တောက်ပြီးတော့ဒီကမ္ဘာမြန်မာရဲ့ခေါင်းဆောင်ကိုဥက္ကာကိုလည်းခင်တာလည်းပါတယ်အရင်တော့ကျမတို့အရန်ကိုအဆင်ပြေအောင်လို့ပို့ပေးခဲ့တဲ့ဟာမှာစိတ်ချမ်းသာအောင်ဖျားဖူးရတဲ့အတွက်လည်းပါပါတယ်ရှင်။ကျောင်းတရားတော့အရာရာဆက်ဆက်ရအကောင်တော့အဆင်ပြေတယ်။အဲ့ဒါနဲ့ကိုမိတ်ဆွေတွေလည်းကဲလာခဲ့ပါလို့အန်ဒီတို့လည်းသွားပူးပါတယ်ဆိုပြီးတော့အကောင်တော့အဆင်ပြေပါတယ်ဆိုပြီးတော့ဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ဒါတော့3ယောက်ကြံခဲ့တယ်လက်မရလို့ဟုတ်ကဲ့ပါခင်ဗျာအကောင်တော့အဆင်ပြေပါတယ်ဟုတ်ကဲ့ဗျာအဆင်ပြေတော့အကြောင်းလာခဲ့ပါဆိုအများနဲ့ဖိတ်ခေါ်တယ်ဟုတ်ကဲ့ပါကျွန်တော်တို့ကလည်းကမ္ဘာမြန်မာကိုထပ်မံပြီးတော့ရွေးချယ်ပြီးတော့ဖျားဖူးလိုက်ပါပေးတဲ့အတွက်ကျွန်တော်တို့ကလည်းအများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာအမေရောဗာများပြောချင်သေးတယ်မသိခင်ဗျာဟုတ်ကမ္ဘာမြန်မာကြီးကိုလည်းအတွန်းရှိပါစေလို့လည်းအဆူတောင်းအခါနဲ့လည်းပို့ပါတယ်ရှင်ကျမအသက်85နှစ်ရှိပါပြီရှင်ဒီကလေးဒီခရီးလာမှာပေါ့နော်ကိုကာရိုးနဲ့သွားအရင်တွေ့ကြုံနေမှာတော့အရင်ဆင်ပြေတယ်လို့ဟောပြကိုအသက်အရွယ်အရာပေါ့နော်ဆင်ပြေပါမလားလို့တန်တရားလေးနဲ့အဲ့လိုလာတာပေါ့နော်ချိတ်ဆက်တဲ့နေရာမှာလည်းဆင်ပြေပါမလားအဲ့လိုလေးအတွေးလေးနဲ့ပေါ့ဒါပေမဲ့ရှင်ကိုကတော်တော်အတွေ့အကြုံကရင့်တဲ့ကလေးလို့တော့ပြောလို့ရပါရှင်အကုန်လုံးစစရရကိုတော့
ကာကြီးအနေနဲ့အာထီကိုအစဲမပြေတာတွေကိုဘယ်လိုလုပ်ရမလဲလို့ဆိုတော့အစီအစဉ်တွေကိုလည်းအပြည့်အဝရှိတဲ့ကလေးလို့လည်းထင်ပါတယ်ရှင်။နောက်ဒီခရီးစဉ်ကိုလည်းသူကဘယ်လိုလဲဆိုတော့မိသားစုတစုကိုလိုက်ပို့ပေးတဲ့အဲ့လိုအသွင်မျိုးဆောင်တယ်လို့လည်းကျွန်မထင်နေရှင်။ပျော်ရွှင်စွာနဲ့ပေါ့နော်လိုအပ်ချက်တွေလုံးဝမရှိအောင်စီစဉ်ပေးတဲ့ကလေးမို့လို့ဒီကမ္ဘာမြန်မာနဲ့ခရီးသွားမယ်ဆိုတော့ကျွန်မကတော့စိတ်ချယုံကြည်စွာနဲ့ပေါ့နော်ဖျားမှုဖွဲ့တွေကိုစိတ်ချမ်းသာကိုကြမ်းမာစွာနဲ့သွားနိုင်မဲ့ခရီးလေးတစ်ခုလေးလည်းယူဆပါတယ်ရှင်။ဒီလိုလည်းဗုဒ္ဓဂယာအခုဖျားမှုခရီးစဉ်မှာတဝေကတရားများရရှိပြီးတရားထူးတရားမြတ်တွေရရှိရဲ့ဗုဒ္ဓဂယာဖျားမှုခရီးစဉ်ဖြစ်ပါသေးလို့ကျွန်တော်ကမ္ဘာမြန်မာဆုမကောင်းတောင်းပေးပါတယ်ဖြစ်ပါစေအန်ဒီတို့လည်းနေ့တိုင်းဟုတ်ကဲ့အများနဲ့သာသနာပြုတဲ့ဟိုတွေကိုအများနဲ့ဆုတောင်းပါတယ်ကမ္ဘာမြန်မာကြီးဒီတဲ့အတွန်းရှည်စွာနဲ့ခရီးသွားလုပ်ငန်းကြီးကိုပြုစုတဲ့ဒီကလေးတွေအားလုံးလည်းကျမ်းမာချမ်းသာစွာဖြင့်ကမ္ဘာမြန်မာကြီးအတွန်းရှည်ပါစေလို့လည်းကျွန်မဆုတောင်းမြတ်တာပို့တာပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ကြာ